တော့ခဏတော့ဆက်စီလိုမှာအခုမှအမြင်ကြောင်းပြီးပြောတာဆိုရင်တော့မှားတယ်ကျွန်တော်တို့ကဘုရားဆန်းတဲ့ပြောတယ်ကျွန်တော်တို့တော်တော်ငယ်ငယ်လေးအောင်ဆန်းတော့ဘုရားတော့ဒေတာတော့ကြည်ရတယ်ဘုရားဆန်းတဲ့ပြောတဲ့ဆောင်းမှာအကုန်ဖတ်လိုက်တော့ပုံသိမ်းကြောက်တယ်တော့ဖတ်တယ်ဆက်တွေ့ဘုရားဆန်းဖတ်ခဲ့တဲ့ဘောထားလို့ရှိဘောဆန်းစုချက်မောင်းမှပဲခါသူနဲ့တွေ့တယ်ဆိုကျွန်တော်မောင်းမှပဲမောင်းမှလို့ပဲဘောထားတယ်ရှိခဲ့တယ်မောင်းမှလို့ဒီစားတယ်သူလည်းကျွန်တော်ဒီမှာဥကြောင်လို့ခေါ်တယ်ခေါ်တာလေးစားလို့ဥထိုင်လို့ခေါ်တော့ဟာဆိုလို့စားလို့ဘယ်ရလဲပါရုပ်စားတယ်ခေါ်တယ်ကျွန်တော်လည်းပြောတော့ပြောတယ်မောင်းမှနေတော့ပြောချင်တယ်ပြောတယ်ကျွန်တော်လည်းပြောတယ်ကျွန်တော်တို့စတွေ့တာသိကြတယ်ပေါ့ကျွန်တော်စတွေ့တဲ့အချိန်ကစပြီးကြောက်လို့ပါ open print ယူရတယ်မူလစေအခမ်းနေတာစัจ jibet တွေဆိုင်ခဲရရှိရဆိုဘယ်ဒီလိုပွင့်လဲဆက်ဆံရလူစားကြောက်ရတာကြောက်ချင်းသိတာအဲ့တော့ကျွန်တော်မှန်တဲ့သစ္စာတကားပြောဘလို့ပြီးသားပြောတာတော့ပါမယ်ဒီနိုင်ငံမှာကြီးညိုသောဘလော့ဆန်ရှိတယ်ယူနီဖောင်းလုံးလုံးနဲ့နိုင်ငံအတွက်တို့သွားတယ်တက်တန်းလို့ဆိုတယ်လုပ်ပြီးနိုင်လို့တော့အဲ့ဒီကောင်တော့ရှာတော့မရှိဘလို့ပြီးသားဆိုခဲ့တာအဲ့ဒီမှာတော့တော့မရှိခဲ့တယ်။တော့ကပြောတာတွေ့ရင်လည်းပြောတာလုံငန်းကိစ္စပြောရင်အဲ့တော့တက်မတော်ထဲမှာတော့ကျွန်တော်ကစိရစစ်စစ်ဆိုတော့တက်မတော်သားတွေကိုတက်နေဆိုတော့ကြားခေါ်ရရှိတယ်။ဟောပြောတာပေါ့ကြားခေါ်တာဟောပြောတယ်။တက်မတော်သားတွေလူရှိစိတ်တဲ့ရှင်းတဲ့ထက်နေတယ်ဒုတိုင်ကျိုးမှုသမိုင်းတွေမှာပြောတာဒုတိုင်ကျိုးမှုသမိုင်းလို့ပြောရင်လောစားအထီးခံတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်လည်းတက်မတော်ခင်းသွားတာအခုဖောင်းတယ်ဒီစိတ်တဲ့ blog ပြန်လာနေလေဆိုတဲ့မိကိုဖြူပြီးတော့ဘာသာတိုင်းနေတာကျွန်တော်ကြည့်ပါတော့ကျွန်တော်တက်မတော်ပိုင်းရလို့ generation နဲ့6နှစ်ဆိုတော့ကြောင်းနေဖြစ်တော့